ကိုနဲ့စိတ်ကိုထိန်းတာဒီသီလလို့ဒီလိုပြောခဲ့ပါတယ်အဲ့လိုထိန်းတဲ့နေရာမှာတစ်တမ္ပတ္တဝိရတိကြုံလာတဲ့အခါမှာမကျွလွန်မိအောင်ရှောင်တာကတစ်မျိုးနှစ်တမာရဏဝိရတိစောင့်တည်ထားပြီးတော့ရှောင်တာကတစ်မျိုးသမုတ်စေရဝိရတိအရိယာပုဂ္ဂိုလ်ကြီးများတနည်းအားဖြင့်ပြောရင်ယဟန္တာပုဂ္ဂိုလ်ကြီးများကဲ့သို့အကုသိုလ်တွေကိုအကျွင့်မဲ့ပယ်ဖြတ်ပြီးတော့ရှောင်ကျင်တာကတစ်မျိုးဆိုပြီးတော့ရှောင်ပုံရှောင်နည်းအားဖြင့်၃မျိုးရှိတယ်ခဏတော်ကောင်းတို့တွေကတော့မိမိတို့ဗဇက်ကနေမဟုတ်တာတွေမပြောမိအောင်မမှန်တာတွေပြောမိအောင်မမှန်တာတွေမပြောမိအောင်ဟာသူတစ်ပတ်သားအစဉ်ပြေးနေတာတစ်ဖွဲ့နဲ့တစ်ဖွဲ့အစဉ်ပြေးနေတာကိုမပြေတဲ့ဂုံးတိုက်တဲ့စကားတွေမပြောမိအောင်ချော့ပြစ်ဂုံးတိုက်တဲ့စကားတွေမပြောမိအောင်ပိန်ဖြင်းတဲ့စကားတွေမပြောမိအောင်ကြမ်းထမ်းတဲ့စကားတွေမပြောမိအောင်မိမိရဲ့စိတ်ကိုထိမ့်သိမ်းစောင့်ရှောက်တာဟာသီလပါပဲသူများတဲ့မတတ်မိအောင်သူများဥစ္စာမခိုးမိအောင်သူများအိမ်ယာမကျူးကျော်မိအောင်ထိမ့်သိမ်းတာလည်းပဲသီလပါပဲအဲ့တော့ကနေ့သူတော်ကောင်းတို့တွေကစောင့်တည်ကြတယ်ဘုန်းကြီးရဲ့ရှေ့မှာဖရာရဲ့ရှေ့မှာပါဏာတိပါဒသူမြတ်တဲ့တတ်ခြင်းကရှောင်းခြင်းပါ၏အာဒိဏဒါနသူမြတ်အိဇာခိုးစီမှရှောင်းခြင်းပါ၏မူသားဝါဒလိညာပြောခြင်းကရှောင်းခြင်းပါ၏စသည်ဖြင့်ရှစ်ကြိမ်ရှစ်မျိုးတိတိရှောင်းခြင်းပါမယ်ဆိုပြီးတော့စောင့်တည်လာကြတယ်ဒီလိုစောင့်တည်တဲ့နေရာမှာသူတော်ကောင်းတို့တွေတမ္ပတ္တဆိုတာကရောက်လာတဲ့အခါမှာရှောင်ကျင်တာဥပမာအဖြစ်ဦးဇင်းတို့သုလဆက်ကလနဲ့မဟာဆက်ကလဆိုတဲ့သုလဆက်ကနဲ့မဟာဆက်ကပေါ့ညီကိုနှစ်ယောက်ရှိခဲ့ဘူးတယ်အမေဖြစ်သူကခေါင်းကိုက်ယောဂဆွဲပြီးအိပ်ရတယ်လဲနေတာ9နှစ်လောက်ကြာစေးစရာနဲ့ပြတော့စေးစရာကပြောတယ်အေးမင်းတို့အမေယောဂပျောက်ခြင်းယုံစားနဲ့ကုရမယ်ယုံရအောင်ရှာဆိုတော့အကိုဖြစ်သူအမေနာနေပြီညီဖြစ်သူကိုယုံရှာတောတဲ့ကိုထွက်ခိုင်းညီဖြစ်သူသွားပြီးတော့ရှာလိုက်တော့တောတဲ့ကခြုံတစ်ခုထဲမှာယုံမိသားစုသွားတွေ့တယ်ယုံကလေးလေးတွေနဲ့ယုံမိသားစုသွားတွေ့တော့အဲ့ဒီမှာသုလဇက်ကဟာယုံတော့တွေ့ပြီဆိုပြီးတော့ခြုံထဲမှာရိုက်တတ်ရင်အစင်စင်တတ်ဖို့သူကြုံလာခဲ့ပြီတမ္ပတ္တဆက်ရောက်လာခဲ့ပြီကြုံကြိုက်လာခဲ့ပြီဒါပေမဲ့လို့သူစဉ်းစားတယ်ဩငါအမေသက်ရှင်ဖို့အတွက်ဒီယုံအမေကြီးကိုတတ်ရမယ်ဆိုရင်တဘာဝမကြောက်ငါတို့ညီကိုငါတို့မိသားစုတော့ချမ်းသာတယ်ယုံမိသားစုတော့ဒုက္ခရောက်သွားလိမ့်မယ်ငါတို့ညီကိုနှစ်ယောက်အမေချမ်းသာရေးအတွက်ဒီယုံကလေးလေးတွေဒုက္ခပေးတယ်လို့ငါတို့ဖြစ်တော့မယ်ဒါဆိုရင်လည်းငါမတရားဘူးအဲ့တော့မတရားတဲ့လုပ်ကိုငါမလုပ်ချင်ဘူးတမ္ပတ္တဝိရတိဆက်ရောက်လာတဲ့အခါမှာသူတော်ကောင်းတို့တွေဘာဖြစ်တော့ရှောင်ကျင်တာတန်ရှင်းလို့ငါမလုပ်တော့ဘူးဆိုပြီးတော့ရှောင်ကျင်ပြီးတော့မှအိမ်ပြန်သွားတယ်အိမ်ကျတော့ကိုဖြစ်သူကမေးတယ်ဟဲ့ငါညီယုံသားရလားယုံတွေ့လားတွေ့တယ်ဒါပေမဲ့ယုံတော့မရခဲ့ဘာဖြစ်လို့မရခဲ့တိုက်ရမှာဝန်တာလေးလို့ဘာလို့ဝန်တာလေးတယ်လဲတို့အမေသက်ရှင်ရေးအတွက်ဒီယုံကိုတိုက်ရမယ်ဆိုရင်တို့မိသားစုတော့ချမ်းသာတို့မိသားစုကြတော့ဒုက္ခတွေကြီးကျယ်ရောက်ကြမှာလေအဲ့ဒါကြောင့်ငါမတတ်ဘူးတဲ့အကိုကြီးရေအဲ့ဒါကြောင့်မတတ်ခဲ့ပါဘူးပြောတော့အကိုကြီးဖြစ်သူကစိတ်တွေစိုးလိုက်တာတရိစ္ဆာန်နဲ့အမေနဲ့မင်းတရမ်းနဲ့ထားရမလားဒီလိုမျိုးပေါ့ဒါပေမဲ့သုလဆက်ကလရဲ့အတွေးကသူတော်ကောင်းတွေကြည်နော်ကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့တတ္တဝါတွေအသက်ရှည်စေခြင်းသာချမ်းသာစေခြင်းသာဒီသီလလို့ခေါ်တယ်ကိုယ်ရှိတဲ့ပစ္စည်းနဲ့သူတစ်ဖက်သားကိုချမ်းသာစေခြင်းသာဒီဒါနလို့ခေါ်တယ်ကိုယ်ကကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ယုံမိသားစုချမ်းသာစေခြင်းသာကိုယ်ခန္ဓာကိုယ်နဲ့တော့ချမ်းသာတဲ့ယုံမိသားစုဒုက္ခရောက်မယ်ဆိုငါမတရားတဲ့လူဖြစ်လိမ့်မယ်အတ္တာဓိပတိယလို့ဒီလိုခေါ်ပါတယ်ကိုကိုရှေ့တန်းတင်တာကိုလာတတ်ရင်ကိုမကျေနပ်ဘူးကိုကသူများသွားတတ်သူများလည်းဘယ်ကျေနပ်မလဲ
ကိုပြည့်စီသူများလာခိုးကိုမကျေနပ်ဘူးကိုကသူများပြည့်စီသွားခိုးမယ်ဖြစ်စည်းမယ်ဆိုသူများလည်းပဲကျေနပ်မလဲကိုလာပြီးတော့လိန်ညာပြောရင်ကိုမကျေနပ်တယ်လို့ကိုကသူများသွားပြီးလိန်ညာပြောသူများလည်းပဲကျေနပ်မလဲငါတော့မကျေနပ်ဘူးသူကျေနပ်မှာမဟုတ်ပါဘူးလေလို့သာဆင်ကျင်လိုက်သူတော်ကောင်းတို့တွေအဲ့ဒါကိုရှေ့တန်းတင်းပြီးတော့သီလဆောက်တည်နီးလို့ခေါ်တယ်အခုသုလစက္ကလလေးစဉ်းစားတာကအဲ့ဒီနီးပဲအဲ့ဒီနီးနဲ့သီလစင်ကြယ်အောင်ဆောက်တည်ပြီးတော့မှ तू ကဆူတောင်းတယ်ဒိဋ္ဌံပြုတယ်ယုံမိသားစုကိုချမ်းသာအောင်ပြုခဲ့ရတဲ့ကုသိုလ်ကောင်းမှုကြောင့်ကျွန်တော်အမေမှာဆွဲကပ်နေတဲ့ယောဂဝေဒနာသည်ပိန့်ကြဘက်တင်ရေမတင်သလိုပဲလျင်မြန်စွာပျောက်ကင်းပါစေဤကဲ့သို့သစ္စာဆိုဒိဋ္ဌံပြုလိုက်တဲ့အခါသူ့မိယောဂပျောက်ကင်းတဲ့ဧသတိဘေခဝေသီလဝတ္တောစေတောပဏိတိဝိသုဒ္ဓတာဘေကဝေယံတော်များဦးခြင်းသားတို့သီလဝတ္တောသီလရှိတဲ့ပုဂ္ဂိုလ်သည်စေတောပဏိတိစိတ်ရဲ့အတွေးခေါ်ကြံစီတောင်းတမှုမှန်သမျှတို့သည်ဧသတိပြည့်စုံလှပါပြည့်စုံပါပေ၏ဟိကသမဘာဖြစ်လို့လဲလို့မေးရင်ဝိသုဒ္ဓတံသီလစင်ကြယ်ပြီးတော့နေတဲ့အတွက်ဒါကြောင့်ဝိသုဒ္ဓတစိတ်အစဉ်စင်ကြယ်ပြီးတော့နေတဲ့အတွက်ဒါကြောင့်စေတောပဏိတိစိတ်ရဲ့အလိုဆန္ဒတွေပြည့်ဝတယ်သီလပြည့်ဝနေတဲ့အချိန်မှာဆုတောင်းရင်ဆုတောင်းပြည့်တယ်တဲ့အခုသုလစက္ကလဆုတောင်းပြည့်တာသစ္စာအောင်ဒိဋ္ဌံအောင်နာသည်သူတော်ကောင်းတို့တွေသီလရှိလို့ပါဗျာအဲကြောင့်တရားချစ်ခင်သူတော်စင်များမိမိတို့ယနေ့စောင့်တည်ထားတဲ့သီလရှေးအရိယာပေါင်းသူတော်ကောင်းတွေကျင့်သုံးသွားတဲ့သီလအရိယာပေါင်းသူတော်ကောင်းတွေစောင့်ထိန်သွားတဲ့သီလငါတို့တွေကနေ့စောင့်ထိန်ခွင့်ရပြီဆိုပြီးတော့အရိယာထုံနှလုံးမူပြီးတော့မှမိမိတို့ရဲ့သီလကိုမကြိုးမပေါက်မပြောက်မကြားအောင်ထိမ့်သိမ့်စောင့်ရှောက်နိုင်ကြတဲ့သူတော်ကောင်းသူများလောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံကပ္ပဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှတော်မေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာဒုံမကလမ်းမနီမခရီးမကိုဝိဝဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းပြောင်းမတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း